တုတ်ရှောက်ဒီတုတ်နောက်သမော်ဒီတုတ်ပဲကြဆန်တုတ်ရှိတော့ မြစ်တုတ်လေးတုတ် ဒီပဲကြတုတ်ပြီးတော့ပါပြန်ပြီးတော့အောက်ဆွဲတုတ် ဘယ်ဟာဆိုပြီးတော့ဘယ်လိုမှတ်တာ ဒါလေးဒုတ်လေးနဲ့ပဲအမှတ်ထားတဲ့ဒုတ်လေးနဲ့ပဲပွဲရတာဒါကမြတ်တော့ဆက်ရမလားဒါလေး